စာတွေကိုအများကြီးဖတ်ရင်သိတယ်ပါဇက်ဟာရင်ဥမတိမြင်နေပါဏတ္တပြောတာအပွေးမြင်အပင်သိတယ်အသွေးမြင်အသွင်သိတယ်နော်ပုံတရံနဲ့အတွင်သရုပ်ခွဲခြားပြီးတော့ကြည်နိုင်တယ်ဆက်ဆက်ပြီးတော့သိနိုင်တယ်အဲ့ဓာတွေကဉာဏ်ပညာတွေပဲစာတွေအများကြီးဖတ်ရင်အဲ့ဒီလိုသိနိုင်ပါတယ်လူတွေကိုပြောချင်ပါတယ်မိမိကိုယ်ကိုမြင့်အောင်မြင့်ညာစမ်းပါစာတွေကိုအများကြီးဖတ်ကြစမ်းပါအရင်ကလည်းဖတ်နေပါလိမ့်မယ်အခုလည်းဆက်ပြီးတော့စားတဲ့တဘိုးတိုးပြီးတော့ဖတ်ကြပါနေ့စဉ်နဲ့အမျှမြင့်တဲ့မြင့်လာပါလိမ့်နောက်တစ်မျိုးကကိုမြင့်ခြင်းစာဖတ်ခြင်းနဲ့မြင့်တင်ပါစိတ်ကောင်းရှိခြင်းဖြင့်မြင့်တင်ပါမစ္စာရီဖတ်ရင်တော်မှာပေါ့စိတ်ကောင်းမရှိရင်တော်ပြီမဲ့လို့မမြင့်ပါဘူးတော်ပြီးတော့အကျင့်မကောင်းရင်အဲ့ဒီလူတွေကလောကအတွက်ကောင်းကျိုးမရှိအန္တရာယ်တောင်ပေးနိုင်ပါတယ်လူတိုင်းကိုပြောချင်ပါတယ်စိတ်ကောင်းရှိပါကိုတူချင်းဘဝအတွက်လည်းစိတ်ကောင်းရှိရင်မြင့်မားပါလိမ့်မယ်လူတိုင်းကချစ်ခင်လိမ့်မယ်ယုံကြည်လိမ့်မယ်လေးစားလိမ့်မယ်အားကိုးလိမ့်မယ်အဲ့ဒီခါမှာမင်းဘာလို့အောင်မြင်လိမ့်မယ်ရောက်တဲ့နေရာမှာစိတ်ချမ်းသာလိမ့်မယ်ပျော်ရွှင်လိမ့်မယ်ကောင်းတဲ့စိတ်ကလေးထားကြည့်လောဘဒေါသမာနမကြည့်နဲ့သူများကိုကူညီပါစောင့်ရှောက်ပါလှူဒန်းပေးကမ်းပါစိတ်ကောင်းကလေးရှိလွယ်ကလေးပဲဆိုပါစို့ဒီနေရာမှာဝင်ပေါက်ကလေးတစ်ပေါက်ရှိတယ်ကိုကလည်းလာတယ်သူကလည်းဟိုဘက်ကလာတယ်သူကခြေလန်းတလန်းဥနေတယ်အဲ့ဒါကိုလှမ်းကြည့်ပြီးတော့ကိုကသူ့ရဲ့ဥအောင်တုတ်ချေတင်လိုက်တယ်ဟိုလူမြင်နေအဲ့တော့တဲ့သွားတိုးတယ်တဲ့ခါမှာဟိုလူကမကျင်တတ်တဲ့မျက်စိနဲ့ကြည့်ကိုကအတင်းစွတ်တိုးဝင်သွားတယ်ဒီနေ့ညနေပဲကျွန်တော်ဝိဒ္ဓိယဆေးရုံကိုသွားကျွန်တော်ဆေးသွားဆေးရစစ်တဲ့ခါကျတော့ကျွန်တော်ကားကဆေးရုံအဝင်လမ်းကိုရောက်ကျွန်တော်တို့ကမိန်လမ်းပေါ်ကအဲ့ဒါကိုဝင်လိုက်တော့ရှင်းလေးပါပဲကားလဲရှင်းလို့ဝင်လာဟိုဘက်ကထွက်မလို့လုပ်တဲ့ကားကကျွန်တော်တို့ကားဖြတ်ကွေ့မှာထွက်ချင်းအရှိန်ပြင်းစွာမောင်းပြီးတော့ကျွန်တော်တို့ကားရဲ့နဘေးကိုဝင်တိုက်မဲ့ပုံမျိုးနဲ့ကိုမောင်းတာပဲရက်ကျွန်တော်တပည့်ရက်ပေးလိုက်ပါတယ်ဩလူတွေစိတ်ထားလေညံ့လိုက်တာစိတ်မကောင်းပါဘူးကျွန်တော်သူ့စိတ်မကောင်းပါဘူး तू ကဥနေရင်လဲထားပါတော့ဥလည်းမဥရှင်းလို့ဖြတ်နေတဲ့ကားကိုအတင်းအရမလူကျွန်တော်တို့ကလည်းမခံကျင်စိတ်နဲ့လူတယ်ကွာဆိုတော့တိုက်မှာပါပဲဘာဖြစ်လို့များလူတွေရဲ့စိတ်ဓာတ်တွေအဲ့လောက်ညံ့နေကြတာတော့အဲ့ဒီကိုပိုင်ကားကောင်းစားကြီးစီးနေတာပဲချမ်းသာပါလိမ့်ဆင်းရဲတာမွဲတေတာစိတ်ဓာတ်ပဲကုန်တိုက်ကြီးတွေမှာဈေးဝယ်တယ်ငွေရှင်းကောင်တာမှာအလူရဲ့ဝင်တိုးတယ်ပေးလိုက်စမ်းမှာ तू ကတဲလောက်ဖြစ်နေတယ်သူတင်ကိုတင်တိုးရင်ရတာတောင်မှကိုကရက်ပြီးတော့ပေးလိုက်ပါသွားပါအဲ့လိုပေးလိုက်တာနဲ့အဲ့ဒီလူကလှည့်ကြည့်ပြီးတော့ပြုံးပြပါလိမ့်မယ်ဟောသူ့ကိုဦးစားပေးလိုက်တာကိုညတာပါပဲရဲ့ပြုံးလိုက်တစ်ဖက်သားပြုံးသွားတယ်ဆိုရင်ဘလောက်မြန်ကောင်းလိုက်တယ်လေဗျာဒါလေးကပတ်စံတပြားမှမကုန်မဲနဲ့ကြီးကျယ်သောကုသိုလ်တွေပါပဲအဲ့ဒီလိုစိတ်ထားမျိုးကိုကျင်သားကြရင်မင်းဘယ်နာသွားရှင်ပြေလိမ့်မယ်မြို့တစ်မြို့အဝင်မှာဈေးဆိုင်လေးတစ်ဆိုင်ရှိတယ်တဲ့ဈေးဆိုင်မှာလေးတယောက်ဈေးရောက်နေလူတယောက်ကအဲ့ဒီမြို့ကိုပြောင်းလာရဈေးဆိုင်ကလေးဝင်မေးမင်းကလေးရဲ့ဦးကဟိုဘက်မြို့တစ်မြို့နဲ့ဒီကိုပြောင်းလာဒီမြို့ကလူတွေကစိတ်ရင်းကောင်းကြရဲ့လားကွယ်ပေါင်းလို့သင်လို့ဆင်းပြေးပါမလားမေးတယ်ဈေးဆိုင်မှာလေးကပြန်မေးတယ်
ဦးလေးပြောင်းလာခဲ့တဲ့မြို့ကလူတွေရောစိတ်ရင်းကောင်းရဲ့လားပေါင်းလို့သင်းလို့အဆင်ပြေခဲ့ရဲ့လားမေးအဲ့ဒီလူကြီးကပြန်ပြောတယ်ဟိုးတယောက်မှစိတ်ရင်းမကောင်းအလကားလူတွေသိရုပ်မာတဲ့လူတွေအဲ့ဒီလူတွေနဲ့ကိုမနေခြင်းလို့ပေါင်းလို့သင်းလို့မကောင်းလို့ဦးကဒီမြို့ကိုပြောင်းလာဒီလူတွေစိတ်ပြက်လွန်းလို့မင်းကလေးကပြောတယ်စိတ်မကောင်းပါဘူးဦးလေးရဲ့ဒီမြို့ကြရင်လေအဲ့လိုလူတွေပဲဦးလေးတွေ့ရမှာပါညီညူပြီးမြို့ထဲဝင်သွားနောက်တစ်လားလောက်ကြာတော့လူတယောက်လာပြန်တယ်အဲ့ဇဲတယ်လေးကိုပဲမေးပြန်မင်းကလေးရဲ့ဦးကဒီမြို့ကိုပြောင်းလာရဒီမြို့ကလူတွေကစိတ်ရင်းကောင်းကြရဲ့လားပေါင်းလို့သင်လို့ဆင်းပြေးပါမလားရှင်းဤတူပဲမေးပြန်တယ်ဉာဏ်ပညာရှိတဲ့ဇဲတယ်မလေးကပြန်မေးဦးလေးကိုမေးပြရစေဦးလေးပြောင်းလာတဲ့မြို့ကလူတွေကစိတ်ရင်းကောင်းရဲ့လားပေါင်းလို့သင်လို့ဆင်ပြေရဲ့လားအဲ့လူကပြန်ပြောတယ်ဟိုးသိစိတ်ရင်းကောင်းကြတယ်မင်းကလေးရဲ့ပေါင်းလို့သင်လို့အလွန်ဆင်ပြေပါတယ်ဗျာဒီလူတွေကချစ်စရာကောင်းတယ်ဗျာကျုပ်မပြောင်းညင်ပါဘူးဗျာလုပ်ငန်းတာဝန်ရပြောင်းလာတာပါဗျစေသမလေးကပြန်ပြောတယ်စိတ်မကောင်းမရှိပါနဲ့ဦးလေးရဲ့ဒီမျိုးကလူတွေလည်းဦးလေးတွေ့ပါလိမ့်မယ်စိတ်ရင်းကောင်းကြပါတယ်ပေါင်းလို့သင်လို့အဆင်ပြေပါလိမ့်မယ်တိတ်ကိုနဲ့ဆိုင်တဲ့အဓိပ္ပာယ်ရှိပါတယ်အဓိပ္ပာယ်ကတော့မင်းပေါ်မှာမူတည်ပါတယ်မင်းကရောက်တဲ့နေရာမှာဘသူကမှအကောင်းမမြင်ဘူးဘသူနဲ့မှမတည့်ဘူးလူတကာနဲ့ရံဖြစ်နောက်တစ်မျိုးပြောင်းလဲမင်းအဲ့လိုပဲတွေ့မှာပဲမင်းကလူတွေကိုကူညီတယ်ချစ်ခင်တယ်လူတန်းပေးကမ်းတယ်လူတွေကမင်းကိုချစ်မှာပေါ့ဘယ်မျိုးရောက်စိတ်ကောင်းရှိတဲ့လူဟာလူကောင်းနေနဲ့တွေ့ရတယ်ဆိုတော့အဲ့ဒါပါပဲလူတွေစိတ်ကောင်းနှလုံးကောင်းရှိပါလို့ပြောချင်တယ်ကျွန်တော်ကမင်္ဂလာတုံမှာနေတယ်ဟိုးရောက်လမ်းမှာယုံတဲ့ရတယ်လက်ထောက်ညွန်ကြားမှုဖြစ်တဲ့အထိကျွန်တော်တို့ကမော်တော်ကားမရပါဘူးဘတ်ကားတိုးစီရတယ်ကိုတိုးတက်တဲ့လူဒန်းစားလို့ကျွန်တော်တို့ကနာမည်ပေးပါတယ်တိုးတက်ရလို့ပါကားပေါ်ရောက်ရင်ပစိုးကပုံစားဘေးရောက်သွားတယ်နေ့တိုင်းမှာပဲပြန်ဆွဲတက်ရတယ်ကျွန်တော်ကတော့လူတွေအတိုးတိုက်အနင်းလွတ်တဲ့နေရာလေးရောက်အောင်သွားတန်ကလေးကိုဆွဲတစ်ဖက်ကဖိုင်တွဲတွေနဲ့ထမင်းဘူးကလေးထည့်ထားတဲ့လက်ဆွဲအိတ်ကလေးကိုကန်ရကိုယ်စာရေးဆရာဆိုတော့အတိုးတိုက်လွတ်တဲ့နေရာရောက်တာနဲ့ကျွန်တော်ကဝတ္ထုတစ်ပုဒ်စတင်ပြီးတော့ရေးတော့တာပဲခေါင်းထဲမှာရေးတာအတွေးနဲ့ရေးတာညကြရင်ပြန်ကူးချရုံပဲဘတ်ကားပေါ်မှာဝတ္ထုတစ်ပုဒ်ဒီဆောက်လို့ရတယ်အိုက်တာလည်းမသိတော့ပူတာလည်းမသိတော့ချွေးစောနန်းတာလည်းမသိတော့ဟန်ကိုကြလို့ဝတ္ထုတွေအများကြီးရတယ်တနေ့တော့စော်ဘာကြီးကုန်းမှာတထေးမကြီးတယောက်ကားပေါ်တက်လာတယ်တထေးမကြီးလို့ဘာလို့ပြောတော့ဆိုတော့လက်တစ်ဖက်မှာရွှေလက်ကောက်တွေက9ကွင်းဒီဘက်ကလည်း9ကွင်းရွှေဘီးကြီးကလည်းကြီးပဲရွှေဆွဲကြိုးကြီးကလည်းအတုပ်ကြီးပဲလက်ပွေးအိတ်ကြီးကလည်းအကောင်းစားဆိုတာအိတ်ကြီးလှလို့ပြောတာပါကျွန်တော်ဈေးနှုန်းမသိပါဘူးအခုခါမှာတထေးမကြီးကိုင်တဲ့လက်ပွေးအိတ်က65သိန်းနဲသေးတယ်350လက်ပွေးအိတ်တစ်ခုကျွန်တော်ရှေ့မှာအဲ့ဒီလက်ပွေးအိတ်ကြီးချိတ်ဆွဲထားရင်တော့ဘာမှတန်ဖိုးရှိမှာမဟုတ်ပါဘူးကျွန်တော်မှမသိပဲအဲ့ဒါအလွန်ဆုံးတန်လာတောင်ကနန်းပေါ်သူ350ပေးရတာလက်ကားပဲလက်ကားမဖြစ်ချင်တော့ရေးထားလေဤလက်ပွေအိတ်350တန်သည်ဒါဆိုရင်ကျွန်တော်ထင်ကြည့်မယ်အဲ့လိုရေးမထားရင်တော့ကျွန်တော်မသိဘူးအဲ့လက်ပွေအိတ်ကြီးနဲ့ဟိုးမိတ်ကပ်ကလည်းအကောင်စားပဲအကောင်စားလို့ကျွန်တော်ထင်တယ်လေနှခမ်းနီစိုးတောက်လို့အကောင်စားပဲဝမ်းဆက်ဤညက်လို့ဟာတထေးမကြီးအမြင်မတော်လိုက်တာဘတ်စကားပေါ်တိုးတက်လာရပါလားနေ့စဉ်ဘတ်စကားစီးတဲ့ကျွန်တော်တို့ကဘေးကိုဖယ်ပေးကြတယ်သူအာနာတယ်ကိုလိုဆင်းရဲသားချင်းကိစ္စမရှိ
တထဲမှာကြီးဘတ်စကားစီးရတော့အားနာလို့ကိုလေးတွေကြုံပြီးတော့ဖယ်ပေးတယ်သူကတောင်းနဲ့ရင်ကော့ဝင်လာတယ်ခလဲလောက်ကြတော့ဘေးကခုံတစ်ခုရဲ့ဒီဘက်အစွန်းလေးကိုကြိုက်နေကြိုက်မိတာနဲ့အဲ့ဒီမိမကြီးကပြောတယ်မလေးဘတ်စကားမြန်တစ်ခါမှမစီးဘူးပါဘူးချွေးစော်တွေကလည်းနန်လိုက်တာစိတ်ပြက်ဖို့ကောင်းနေဟာဖယ်ပေးမိတာမှားသွားကျွန်တော်တို့စော်ကားနေကျွန်တော်တို့ကနေတိုင်းစီးရလေသူကအဲ့လိုကျွန်တော်တို့နေတိုင်းစီးတဲ့လူတွေအားမနာဘူးကျွန်တော်တို့ကသူ့ကိုအားနာလို့ဖယ်ပေးတယ်သူကကြတော့ဘတ်စကားမြန်တစ်ခါမှမစီးဘူးပါဘူးချွေးစော်တွေကနန်လို့စိတ်ပြက်စရာကောင်းလိုက်တာဒီနေ့မှာအိမ်ကကားနှစ်စင်းစလုံးကလည်းတစ်စင်းကခရီးထွက်သွားတစ်စင်းကလည်းဝတ်လျှော့ထိုးထားဆရာတော်ကျောင်းကိုနေစွန်းမီပို့ရမှာမို့လို့လေးဘင်းကားငှားတော့အဲ့တုန်းကခုလိုတက်စီတွေမပေါ်သေးဘူးလေးဘင်းကားခက်တစ်စင်းမှမရလို့ဘတ်စကားစီးရစိတ်ပြက်ဖို့ကောင်းလိုက်တာသူ့လည်းဘယ်သူမှမမေးဘဲနဲ့ရှင်းလင်းချက်တွေထုတ်နေပါလေကြွားလဲကြွားသေးကိုပိုင်ကားနှစ်စင်းရှိကျွန်တော်တို့ကနာကြပြင်းကတ်တယ်ကြွားတာကိုအဲ့လိုပြောပြီးတော့သူကကင်ထားသူ့နောက်မှာ10နှစ်သမီးလေးပါတယ်ဒီကလေးမကလက်ကင်စရာမလွတ်ဘူးတစ်ဖက်က9စင်းချိုင်ကြီးဆွဲထားတယ်တစ်ဖက်ကလက်ဆွဲချင်းကြီးဆွဲထားရတယ်မော်တော်ကားဝေါ်ကနေထွက်လိုက်တော့အဲ့ဒီကလေးမပက်လက်လန်လဲတယ်နှစ်ဖက်စလုံးမှာမအားပဲကိစ္စမရှိပါဘူးကျွန်တော်တို့ဘတ်စကားစီးနေကြကောင်တွေကသိပါတယ်အဲ့ဒီကလေးမကြောလေးကိုတွန်းပေးထားတယ်ဘာမှမဖြစ်ပါဘူးထိန်ပေးကြတာပေါ့နောက်ရှေ့ကမှတ်တိုင်ကြတော့ဘတ်စကားဝေါ်ကနေဝင်ပြီးတော့ဘရိတ်ကိုနင်းတုံငနဲ့ရက်အဲ့ဒီကြတော့ဒီကလေးမကျွန်တော်တို့လည်းမကူနိုင်ဘူးရှေ့ကိုဟတ်ထိုးဖြစ်တထဲမကြီးရဲ့ဖင်ကိုဝင်တိုးဟဲ့ဘယ်နဲ့ကြောင့်လူတိုးနေတာတော့နဲ့ကလေးမလေးကိုငေါက်တယ်တိုးမှာပေါ့သူ့မှာလက်နှစ်ဖက်စလုံးကင်စရာမရှိဘူးလေမတိုးစေခြင်းတခုသူကူကင်ပေါ့မကင်ဘူးအဲ့ဒါနဲ့အဲ့ဒီမိမကြီးကသားဖြူပြပြလူပုံချောချောဒီသက်50လောက်ရှိတယ်အဲ့ဒီဘေးနာခုံမှာသူ့ရွယ်ပဲအသက်50ပိန်မိန်ပါဟိုကနည်းနည်းဝါဖြိုးသူပိန်မိန်ပါမျက်နှာမှာတနခါရည်ကျဲကလေးလိမ့်လို့အဲ့ဒီအမေကသမီးလေးပေးချင်းနဲ့ကြိုက်ကိုတော်ကြီးပေးထားကူညီချင်းရှာတဲ့ကူညီခွင့်တောင်းပါကလေးကပေးမယ်လို့တော့ဟဲ့မပေးနဲ့တထဲမှာကြီးကဆင်းရဲသားကိုမယုံဘူးဒီကားပေါ်မှာသူငါးစင်းကြိုက်ဆုံးကပ်မလို့လဲသူကြေညာပြီးဘသူကနှိုက်စားမှာတော့နော်ဟိုကူညီခြင်းတဲ့တော်ကြီးကကမ်းမိသားလက်ကိုရုပ်သိမ်းလိုက်ရတယ်ကလေးမှမပေးရတော့တစင်းလုံးကြားတယ်ကျွန်တော်တို့အဲ့မိမကြီးကိုမကြေမနက်လှမ်းကြည့်တယ်နောက်မှတ်တိုင်ဗရိတ်အုပ်ပြီးကော်မလေးတိုးပြီးသူ့ဖင်ကိုတိုးပြီးကျွန်တော်တို့အကုန်လုံးဝင်းသာအားရတိုးပါစေတိုးကွာသဘောကျသူတက်လာမှနေရင်ထိုင်ရင်အကုသိုလ်တွေဖြစ်ကုန်ကြပြီပူလို့လောင်းလို့ကြည်စမ်းစိတ်ရင်မကောင်းတဲ့လူတယောက်ကပတ်ဝန်းကျင်မှာပူလောင်ကုန်နေနောက်မှတ်တိုင်မှာသားတယ်မေတယောက်တက်လာပြန်နေကလေးကိုကရစ်ခွင်ချီချင်းကလေးကိုဆွဲသူလည်းတိုင်စရာမရှိပြန်ဘူးအဲ့ဒီမှာပတ်စကားပေါ်မှာယောက်ျားတွေပါပါတယ်ဗျာဒီဘုံကြီးဟန်တက်လာလို့ရှိရင်ကိုထိုင်းနေရတဲ့နေရာလေးဖယ်ပေးရမှာစိုးလို့ပရင်းမောက်ကနေငေးလေရတာပြမက်ကိုရှင်ဖေကမမြင်လို့ဖေကဘယ်မြင်မလဲတမင်ဝက်နေလဲမမြင်အောင်ကိုလဲသားတယ်မေလာလှဲ့ဇက်တွေကိုညောင်းညောင်းလှဲ့ပြီးမှပြန်တဲ့အဲ့ဒီမှာလူတွေနော်အံ့ဩစရာကောင်းတယ်အနှစ်30လောက်မြေကရန်လူသတ်မှုတွေဖြစ်တယ်ဘာမှမဆန်းဘူးဘတ်စကားပေါ်မှာမိနစ်30လောက်ဖင်ကရန်
ဒါလေးတောင်မဲ့မောတယ်ဖယ်မပေးခြင်းဘူးအဲ့ဒီမှာအခုနအသားညိုညိုအမေကထပေးရှာတယ်ယောက်ျားတွေဖယ်မပေးပေမဲ့သူထပေးတယ်ဟိုးသားသမီးလာဒီမှာထိုင်ထွက်ပေးရှာတယ်အဲ့လိုလဲထွက်ပေးလိုက်ကြောအဲ့ဒီနဲ့အနီးဆုံးမှာရှိတဲ့ခုနတထေးမကြီးကခြေတလန်းတိုးရပြီးတော့စွက်ကနေထိုင်ချတယ်ဟာကျွန်တော်တို့အကုန်လုံးမြင်တယ်လှုပ်ချလိုက်ပြီဟဲ့ဟိုမေးကပြောတယ်ဩကျမမစင်းသေးပါဘူးသားသမီးကိုနေရာပေးတာပါအဲ့မိမကြီးပြန်ပြောတယ်လုံမနေနဲ့ဘတ်စကားပေါ်မှာဘယ်သူမှပိုင်တဲ့လူနေရာမရှိဘူးတဲ့ဘယ်သူမှလည်းအမွေပေးလို့မရဘူးနေရာလိုက်ရင်ထိုင်မှာပဲဟာမိုက်ရိုင်းတာဗျာကျွန်တော်တို့အကုန်လုံးအဲ့ဒီမိမကြီးစီကိုကြည်တာအလင်းတန်းနှစ်တန်းစီနဲ့ပြစ်တာတယောက်မကြံကုန်ပြစ်တာကျွန်တော်တို့ကငကားတွေဆိုအဲ့မိမကြီးပြာကျသေးပြီသူကလည်းသိတာပေါ့တကားလုံးကသူ့ကိုအလင်းတန်းနှစ်တန်းနေနဲ့ပြစ်သူ့မှာလည်းနှစ်တန်းရှိတယ်အဲ့ဒါနဲ့ကုန်လက်ပြန်ပြစ်တယ်ဟာဘတ်စကားပေါ်မှာစစ်ပွဲခင်းနေကြတယ်ဖြစ်နေကြတိုက်အဲ့ဒီမှာတစ်စင်းလုံးဒီမိမယူမကျေနပ်ဘူးဗျာမုန်းအဲ့ဒီမှာလူတယောက်ကသူ့အမတန်မမောတဲ့နေရာကလေးကိုထပ်ပြီးမတထဟိုသားတဲ့မေးလာဒီမှာထိုင်မာရီကြောရီနဲ့သားတဲ့မေကိုမာကျင်တာမဟုတ်ဘူးဟိုမိမကြီးကိုမာကျင်တာအဲ့လိုပြောပြီးတာနဲ့အဲ့မိမကြီးကိုမျက်စောင်းထိုးလိုက်သေးမိမကြီးလည်းပြန်ထိုးအလုပ်ကိုရှုပ်နေတာပဲလူငယ်တယောက်ကထပြန်ပြီမတရက်ဟိုအမေလားကျွန်တော်နေရာမှာထိုင်အမေကစိတ်ရင်းကောင်းတယ်ဆိုတော့ဟိုမိမကြီးစိတ်ရင်းပုတ်တယ်ဒီကောင်ကလည်းဖိန်းတနေရဆုံးခံပြီးလောက်ရတာပြီးတော့မှအဲ့ဒီမိမကြီးကိုအလင်းတန်းနဲ့လှန်ပြစ်မိမကြီးကပြန်ပြစ်စဉ်းစားကြည့်ပါနော်ဒီမိမကြီးဟာသူ့ကိုယ်သူပြင်ထားလိုက်တာအစင်တစားတွေနဲ့ရွှေတွေနဲ့ရွှေဆင်လို့မရင်ပါဘူးမတင့်တယ်ပါဘူးအချီးတန်လိုက်တာအယုတ်ဆိုးလိုက်တာတကားလုံးမုန်းတယ်ကုန်မုန်းဟိုအမေသူ့အသက်ရွယ်သူလောက်ပဲအသာညိုပိမ့်ပါလှလိုက်တာသနခါရေကျဲလေးနဲ့တကားလုံးချစ်ပါတယ်အဲ့ဒီကားပေါ်မှာအလှမဲ့ရွေးပွဲအဲ့ဒီနှစ်ယောက်ကိုပြိုင်ကြည့်ဟိုမိမကြီးတုံညပဲရမယ်အသားညိုတဲ့အမေရတကားလုံးချစ်စဉ်းစားကြည့်ပါကျွန်တော်တို့မင်းကလေးတွေလှကျင်နေပြင်လိုက်ကြတာကိုစိတ်ထားလှအောင်တော့မပြင်ဘူးရုပ်ကိုပဲပြင်နေကြတယ်မင်းကလေး3ယောက်မျက်နှာချင်းဆိုင်လာတယ်အလဲကမင်းကလေးကလှလိုက်တာကြောင်းသူကလေးအလဲကမင်းကလေးက3ယောက်ထဲမှာဖြစ်ချောဆုံးမှာပဲလို့လှမ်းကြည့်နေတော့အဲ့ဒီမိန်းကလေးကမဲ့ကရွက်ကနေအတင်းနေတုတ်နေတယ်ဟာသွားပြီမလှတော့ဘူးကျွန်တော်စိတ်ထဲမှာအောင်းမိသူ့ရဲ့အမေအမအတော်တွေကလေးကိုပြုတ်ရင်မပေးကြပါလားပြုတ်ရင်မပေးကြဘူးသမီးရဲ့မဲ့ကရွက်ကသူများအတင်းနေမပြောနဲ့သမီးရဲ့အလှပြက်တယ်မိန်းကလေးတွေမဲ့ကရွက်ကပြောပြီးဆိုရင်တော့သိကြတယ်အဲ့ဒါအတင်းတုတ်နေတာပဲအကောင်စကားမဟုတ်ဘူးအဲ့ဒီခါမှာအလှပြက်တယ်ယောက်ျားမဲ့ကရွက်ကပြောတာနဲတယ်ရှိတော့ရှိတယ်ယောက်ျားမဲ့ကရွက်ကပြောရင်ပိုဆိုးတယ်စိတ်ကောင်းကလေးရှိရင်ဥပရိယုတ်တယ်လှကိုအလှပညာဇမ်းပါစိတ်ကောင်းရှိခြင်းဖြင့်မြင့်အောင်မြင့်ပါဝါကြွားပြီးတော့သိတော်တာပဲငါသိတတ်တာပဲလို့မြင့်ကျင်လို့ကြွားဝါပြီးတော့မမြင့်ပါနဲ့ဝါကြွားရင်မမြင့်ပါဘူး